ဒီလိုအပ်တင်မျိုးလောက်တတ်ချင်လားလွယ်ပါတယ်အစုံနေလိုက်ကြည့်လိုက်အောင် Princess ထဲမှာအမဲရောက် background photo ကို download ဆွဲလိုက်ပါပြီးရင်တော့ကတ်ထဲကိုဝင်အမဲရောက် background photo အရင်ထည့်လိုက်ပါအောက်ဆုံးကဘားရန်တွေက over လေးကိုတစ်ချက်နှိပ်ကို edit လုပ်ချင်တဲ့ video ကိုထည့်လိုက်ပါပေါ်ကအမဲရောက် background နဲ့တစ်ထပ်တည်းကြအောင်ညှိလိုက်ပါကို edit လုပ်မဲ့ photo ကိုတစ်ချက်ထောက်အောက်ကဘားရန်တွေက mask ကိုရွေးလိုက်ပါလဲလာဆိုတဲ့ effect ကိုနှိပ်ပေါ်ဆုံးကအကွက်ကိုတေချာညီအောင်ညှိလိုက်ပါပြီးရင်တော့အဲ့ပုံကို duplicate လုပ်လိုက်ပါ duplicate လုပ်ထားတဲ့ဒုတိယပုံကိုဖိပြီးအောက်ကိုဆွဲလိုက်ပါဒုတိယပုံရဲ့အစကိုပြီးနဲ့အညီညှိလိုက်ပါ editing အသက်ဝင်စေဖို့ photo တိုင်းမှာ animation ထည့်ဖို့မမေ့ပါနဲ့အဲအတိုင်းပဲ duplicate လုပ်ထားတဲ့ photo တွေကိုပြီးနဲ့အညီလိုက်ညီပြီးလုပ်လိုက်ရင်ရပါပြီစလုပ်ကြည့်ကြပါဦးအားလုံးပဲအဆင်ပြေကြပါပြီ like and follow လုပ်ခဲ့ဖို့လည်းမမေ့နဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်